ရဲပြည်ရဲ့ဂိတ်တကားတွေပွင့်သွားတဲ့အခါကျရင်စစ်ပွဲဟာဒီနယ်မြေကိုဝါမျိုးသွားလိမ့်မယ်အခုဒီထိုက်တန်တဲ့ဓာတ်ကိုငါကိုင်ဆောင်မယ်ဒီကဘာအတွက်သူမအတွက် နားနေလားရင်ဦးမြေခွေဆာကူရာပန်းတွေအောင်ပွင့်နေပြီလားကျေးဇူးတင်ပါတယ်ဦးမြေခွေသမီးနေကောင်းလာတဲ့အခါကျရင်ဒီကဘာကြီးကိုကာကွယ်ပေးခြင်းနဲ့သမီးနဲ့လိုက်ပေးမှလားယင် ငါတို့တွေကတိုက်ခတ်ရေးသမားတွေဒါပေမဲ့ဘလို့ရည်ရွယ်ချက်တွေအတွက်ငါတို့ဓာတ်တွေကိုတုံးကြတာလေ ကျမရဲ့ကလန်ကိုကျမဆွန့်ခွာခဲ့တယ်အဲ့ဒါကဘာကြီးတွင်လောက်ခဲ့တာလားဒါမှမဟုတ်ကျမကိုယ်တိုင်တွင် ငါတို့ထပ်ဆုံတဲ့အခါကျရင်အဖြစ်ရှိကောင်းရှိလာမှာ ငါရဲ့အင်ဂျယ်လာလေးကိုပြန်ခေါ်ဖို့ငါရဲ့နောက်ဆုံးလက်ကျန်ဂါဒီယန်စွမ်းအားတွေအကုန်လုံးကိုသုံးပြီးသူမရဲ့ဝိညာဉ်ကိုဒီမော်ဝင်အယုံနဲ့ပေါင်းဆက်ပေးခဲ့တယ်ဖရန်ကိုကငရဲတက်မကြီးကိုစုစည်းပြီးတော့ရှင်တော်တော်မူဘုရားကျောင်းစီခြိတက်လာနေတယ်။ဆုံးတက်ကငါတို့စီရောက်လာပြီလား။လန်စလော့ဘုရားကျောင်းအဆောင်ရှောက်တယောက်အနေနဲ့ကျေးဇူးပြုပြီးဒီကဘာကိုကာကွယ်ပေးပါ။သူမကိုကာကွယ်ပေးပါ။ မင်းအဖြစ်ကိုရှာတွေ့ပြီလား